မင်္ဂလာပါခင်ဗျာဗမာအတန်ရေဒီယို Burmese Voice Radio BVR ရဲ့တနင်္ဂနွေစီစဉ်ကနေကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဧပြီလ4ရက်နေ့တနေ့တာလုံးအတော်အတွင်းရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတူသတင်းဥပဒေကိုစူးစီးတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြမအရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့တတိပေးချက်ပဲဖြစ်ပါတယ်အကျန်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာသူ့ဘာသာသူသမရယာဒူးကိုလူယူထားပေမဲ့လေသူကျူးလွန်နေတဲ့ရာဇဝတ်မှုတွေအတွက်နိုင်ငံတကာဥပဒေအရအရေးယူခံရမှုကနေဘယ်လိုမှကင်းလွတ်ခွင့်မရှိဘူးလို့ Amnesty International ကပြက်ပြက်သားသားသတိပေးလိုက်ပါတယ်စစ်ဝတ်စုံကိုချုပ်ပြီးအရက်ဝတ်လဲယုံနဲ့ကျူးလွန်ခဲ့တဲ့လူမျိုးတုံးတက်ဖြတ်မှုတွေလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိမှုဟာပျော့ပြက်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်အခုလိုရာဇဝတ်ကောင်ကသမရနေရတက်ယူရဟာမြန်မာနိုင်ငံရဲ့ဂုံတိခါကိုကမ္ဘာအလယ်မှာအကြီးအကျယ်ညှိုးနွမ်းစေတယ်လို့လည်း ARNC အပါအဝင်အဖွဲ့အစည်းအသီးသီးကရှုံချနေကြပါတယ်။ဒါအပြင်ဂျပန်အစိုးရဘက်ကလည်းမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့နဲ့ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ဖိအားပေးတိုက်တွန်းထားပါတယ်။ရိုးသားပွင့်လင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက်နိုင်ငံတကာအတိုင်းဝိုင်းနဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ဂျပန်အစိုးရအဖွဲ့အတွင်းချုပ်ကြီးခီဟာရာကမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမြေပြင်တိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်ကနေပေါင်းမြို့နယ်ဘက်ကိုရိတ်ခါပို့ဖို့ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား73ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ပါတယ်။အဆိုပါစစ်ကြောင်းရဲ့ရန်ကြောင့်ကြေးရွာဆေရွာကျော်ကပြည်သူ3000ကျော်ဟာဘေးလွန်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတောက်သုံးရေညံဆေးဝါးတွေအရေးပေါ်လိုအပ်နေပါတယ်။ထူးခြားတာကတော့ပေါင်းမြို့နယ်အတွင်းပြန်တန်းနေတဲ့စစ်ကောင်စီရဟိုင်ညင်တွေကိုတော်လန်ရေးတပ်ဖွဲ့တွေက 5.5 လက်နက်ကြီးတွေနဲ့လှမ်းပစ်နိုင်ခဲ့တာကြောင့်ရဟိုင်ညင်သစဉ်ထိမှန်းသွားပြီးနောက်ထပ်ပြန်တန်းမှုတွေမလုပ်ရတော့ဘူးလို့သိရပါတယ်။ပြည်သူတွေတတိထားရမယ့်သတင်းတစ်ခုကတော့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေပြည်ပထွက်ခွာမဲ့သူတွေကို passport အပြင်မှတ်ပုံတင်မှာစစ်ဆေးဖို့စစ်ကောင်စီကအမိန့်ထုတ်ထားတာပဲဖြစ်ပါတယ်။လေဆိပ်မှာစစ်ဆေးမှုတွေတင်းကျပ်ထားသလိုငွေညှစ်မှုတွေလည်းရှိနေပြီး VIP လိုင်းကနေထွက်ချင်ရင်ငွေချက်360အထိပေးဆောင်နေရတယ်လို့ခရီးသွားတွေကဆိုပါတယ်။အလားတကူပဲမြို့ဝရီကော့ဂရိတ်အာရှလမ်းမိုင်မှာလည်းစစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေကဂိတ်ကြီးတွေကိုအစမတန်ကော့ခံနေတယ်လို့သိရပါတယ်။အထူးသဖြင့်ရှမ်းပြည်နယ်မှတ်ပုံတင်စစ်သွန်းကင်ဆောင်ထားတဲ့သူတွေကိုတအုပ်လင်8သိန်းအထိမတရားငွေညစ်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဖားကန်ဘက်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေကစစ်ကောင်စီစခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေပါတယ်။စစ်ကောင်စီဘက်ကတော့ဝက်လက်မြို့နယ်နဲ့မြို့ဝရီဝေါ်လေဘက်မှာဘုံအီကျောင်းတွေကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်သာသနာကြီးအဆောက်အဦတွေပျက်စီးခဲ့ရသလို14နှစ်သားကလေးတယောက်အပါအဝင်ပြည်သူတွေဒဏ်ရာရရှိခဲ့ရပါတယ်။နိုင်ငံတကာသတင်းတွေကိုကြည့်မယ်ဆိုရင်အရှေ့အလယ်ပိုင်းကအီရန်အမေရိကန်စစ်ပွဲဟာပိုမိုတင်းမာလာပါတယ်။အမေရိကန်သမ္မတထရမ့်ကအီရန်ပိုင်ရေနံတွေကိုတင်ပိုက်နိုင်ဖို့စ조사နေတယ်လို့ပြောကြားသလိုအီရန်နိုင်ငံတွင်းမှာလည်းအမေရိကန်တိုက်လေယာဉ်တစ်စိမ်းပစ်ချခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။အီရန်တပ်ဖွဲ့တွေကလေယာဉ်မှုတွေကိုလိုက်လံရှာဖွေနေသလိုအမေရိကန်ဘက်ကလည်းကယ်ဆယ်လွှဲလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ဗင်နီဇွဲလားယာယီသမ္မတရော်ဒီကွက်စ်ပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကိုအမေရိကန်ကပြန်လည်ရုပ်သိမ်းပေးလိုက်ပါတယ်။နောက်ဆုံးအနေနဲ့အမေရိကန်ရဲ့စစ်စီးရေးခါဆဲစုပေါင်းများစွာအတွင်းပါအမြင့်ဆုံးအဖြစ်ဒေါ်လာ 1.5 ထရီလီယံကျော်အထိသုံးစွဲဖို့သမ္မတထရမ့်ကဘတ်ဂျက်တောင်းဆိုထားပါတယ်။ဒီဘတ်ဂျက်ဟာပြည်တွင်းကပညာရေးကျန်းမာရေးအသုံးစရိတ်တွေကိုဖျက်တောက်ပြီးစစ်ရေးနဲ့နယ်ဘက်လုံခြုံရေးအတွက်ဦးစားပေးသုံးစွဲသွားမှာဖြစ်ပါတယ်။ဟုတ်ပြီပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့ဗမာအတန်ရေဒီယို BVR ကစူးစီးတင်ဆက်ပေးတဲ့ဒီကနေ့ရဲ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်။ဗမာအတန်ရေဒီယိုပရိသတ်များအားလုံး BN ရဲ့ကင်းဝေးကြပါစေခင်ဗျာနားရှင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်